မင်္ဂလာပါဒီနေ့မှာမျှဝေပေးတင်တာကတော့ Messenger မှာမိတ်ဆွေတို့စီကိုအဝတ်ပလာနဲ့ကြည့်ရှုလို့မသိတော့တဲ့ပုံတွေပို့လာလို့ရှိရင်အဲ့ဒီပုံတွေကို auto မှုတ်ဝါးသွားလို့ပြုလုပ်ထားလို့ရမယ်ဤပညာလေးကိုကျွန်တော်ဒီနေ့မှာမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာရှိတဲ့ Messenger ကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ Messenger ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ဒီအောက်နာကမြင်းချောင်း၃ချောင်းနဲ့မီနူဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာရောက်လာရင်တော့ setting ကိုတစ်ချက်နှိပ်ပါ setting ကိုနှိပ်ပြီးသွားရင်ပေါ်နာကိုဆွတ်တင်လိုက်ပါပေါ်နာကိုဆွတ်တင်ပြီးရင်ဒီအောက်နာက privacy and safety ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီအောက်နာက nudity protection ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါဒီ nudity protection ဆိုတာတော့ကျွန်တော်တို့ဒီအဖော်အချွတ်အကာအကွယ်ပေါ့နော်တကယ်လို့မိတ်ဆွေတို့စီကိုတစုံတစ်ယောက်ကနေပြီးတော့ကြည့်ရှုလို့မသိတော့တဲ့ဒီအဝတ်ပလာနဲ့ပုံတွေပေါ့နော်အဲ့ဒါတွေပို့လာခဲ့လို့ရှိရင်ဒီ Messenger ကနေပြီးတော့ auto မှုံဝါးသွားအောင်လို့ပြုလုပ်ထားပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတို့ဒီ nudity protection ဆိုတဲ့နေရာလေးရဲ့ဒီဘက်နာကခလုတ်လေးကိုနှိပ်ပြီးတော့ဖွင့်ထားပေးလိုက်ပါဒါဆိုရင်တော့ရပြီပေါ့နော်ဒီခလုတ်လေးကိုဖွင့်ထားပေးခြင်းအပြင်မိတ်ဆွေတို့စီကိုအဝတ်ပလာနဲ့ကြည့်ရှုလို့မသိတော့တဲ့ပုံတွေပို့လာလို့ရှိရင် Messenger ကနေပြီးတော့ auto မှုံဝါးသွားအောင်လို့ပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဒီနည်းပညာလေးကိုပြုလုပ်တတ်လိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ကိုလည်းနည်းပညာသစ်လေးတွေကိုမျှဝေပေးအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့เนาะကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ